I'm about to head out ငါအပြင်သွားရမလို့တခုခုလို့ပိုလက်တကန်အလို့လောက်ခံနေအခြေအနေမျိုးမှာ I'm about to ကိုသုံးလို့ရတယ်နော် Hello I was about to call you ငါနဲ့အခုပဲဆက်တော့မလို့တခုခုလုပ်တော့မယ်ဆိုရင် I'm about to plus buff 1 about to plus buff 1ကအရန်ကိုနီးကပ်တဲ့အနာဂတ်အခုချက်ချင်းဒါမှမဟုတ်ခဏနေရင်လုပ်တော့မယ့်အရာတွေအတွက်သုံးပါတယ်ပြီးတော့ about to ရဲ့နောက်မှာ buff 1 base ပေါင်းပဲလိုက်ရမယ်နော် I'm about to offer flowers ကျမအခုဖျားပန်းလူတော့မလို့ I'm about to take some photos ကျမအခုဓာတ်ပုံလေးရိုက်တော့မလို့အခုဖျားဖူးပြီးလို့အိမ်ပြန်တော့မှဆိုရင်တော့ I'm about to go home နော်ကဲအခုမကြီးကဖျားဖူးပြီးသွားပြီဆိုတော့ဖျားပေါ်ဆင်းတော့မလို့ပါ I'm about to leave the pagoda မဒီအကြံပြုချင်တာကဒီလို pattern တွေကိုလေ့လာတဲ့အခါကိုယ်တိုင် sentence အသစ်တွေအစားထိုးပြီးသုံးကြည့်တာကပိုပြီးမှတ်မိလွယ်စေပါတယ်နော်သုံးကြည့်ကြပါနော်